ငလင်တန်ခန်းနေရတဲ့မန်းလေးမြို့မှာအလိုလက်ဒီလိုလူပြောများနေတဲ့အဖြစ်ပြန်မတ်လ28ရက်နေ့လောက်ခတ်ခဲ့တဲ့မြင်းငလင်တန်ကိုအစိုးဆုံးခန်းစားခဲ့ရတဲ့မြို့တစ်မြို့ကမန်းလေးမြို့လို့ဆိုရပါမယ်။မန်းလေးမြို့ဟာမြင်းငလင်ပေါ်ကျတဲ့နေတာကြောင့်ငလင်တန်ကိုပြင်းထန်ဆုံးခန်းစားခဲ့ရတာပါ။ဒါကြောင့်လည်းမန်းလေးမြို့မှာဥပိန်တရာမဟာမြတ်မုနိဖျားစကိုင်းတရာနဲ့တူလူနေစာအုပ်တွေဖျားเจ้าငံဇေဒီပထုံပလီရင်ခရစ်ယာန်ဖျားเจ้าတွေစတဲ့စာအုပ်တွေအားလုံးပြိုကျပျက်စီးသွားခဲ့ရတာပါ။ဒါကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့လူပေါင်း2000ကျော်3000နီးပါးအသက်ဆုံးရှုံးခဲ့ရတာပါ။ထို့သဖြင့်တော့အဆောင်ပြိုကျမှုအောင်မှာပိတ်မိနဲ့အသက်ဆုံးရှုံးသွားတဲ့လူတွေနေပျက်စီးသွားလို့နေစရာစားစရာမရှိဘဲနဲ့ဒုက္ခတည်ရောက်ကြတဲ့သူတွေအများကြီးပါ။ဒါအပြင်ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းခက်ခဲတွေအများကြီးရှိနေတာဖြစ်ပါတယ်။ဒါကြောင့်လည်းမန်းလေးမြို့ကနိုင်ငံတကာနဲ့မြန်မာနိုင်ငံကကုညီကယ်ဆယ်ရေးတွေရောက်ရှိနေတာဖြစ်ပါတယ်။ဒီလိုအချိန်မှာဘယ်သူလောက်တာမှမသိဘဲနဲ့အလူပွဲတစ်ခုကမန်းလေးမြို့မှာပေါ်ပေါက်လာတာပါ။အလူပွဲကရှင်ပြုတ်အလူမင်္ဂလာပွဲဖြစ်ပုံရကအလူရှင်အလုံးမတွေနဲ့တန်းစီကကားတွေအများကြီးနဲ့တူရာဇဝင်တွေကဝစ်စုံနေနဲ့အလူတန်းလုပ်ခိကြတာဖြစ်ပါတယ်။ဒါကြောင့်လည်းမန်းလေးမြို့ကအဆိုပါလူပွဲကိုဝေဖန်ပြစ်တင်မှုအင်တာနက်ပေါ်မှာပြန့်နှံ့နေတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းခုချိန်မှာမန်းလေးမြို့မှာပူဆွေးတော့ကားတွေနဲ့ပြည့်နှံ့နေရပါဒီလိုအချိန်မှာလူတန်းလောက်ကပျော်ရွှင်ပွဲအလူလှည့်ပြတာဟာဘလို့မှအမြင်မသိတော့ပါဘူး။ဒါ့အပြင်နိုင်ငံကကုညီကယ်ဆယ်ရေးအဖွဲ့တွေကိုလည်းရှက်ဖို့ကောင်းတယ်လို့ဆိုကြပါတယ်။အလူကကြိုတင်စီစဉ်ထားတာမို့လို့မဖြစ်မနေကျင်းပရရင်တော့အချင်းချုပ်ကျင်းပတင်တာဖြစ်ပြီးတော့အခုလိုအလူမလဲတင်ကြောင်းကိုပြောနေတာဖြစ်ပါတယ်။